အခုကငါပြောတဲ့လှုပ်ချက်နဲ့မင်းကကြမှာအကြောင်းမှတ်မိလားအခုဘရင်ကြီးရဲ့သမီးတော်ဟိုတော့ကမိဖုရားကြီးကိုဖမ်းသွားတဲ့မော်ဆရာကဖမ်းခေါ်သွားပြီမင်းကမင်းသမီးကိုကဲတင်ပေးရမယ်ငါကတာမတ်တက်ငါသေးလေဘယ်လိုလုပ်ကဲတင်နိုင်မှာလဲမင်းကတာမတ်မဟုတ်ဘူးမင်းမရိုးသားပြီးတော့သူတစ်ပါးကိုကူညီတတ်တဲ့စိတ်ထားရှိရဲ့အဲ့ဒီစိတ်ရှိတဲ့သူကမှမော်ဆရာကိုနိုင်မှာမော်ဆရာရဲ့ကိုရတိတ်တစ်ပါးကသိတယ်လာရတိကြီးစီသွားကြမယ်အာကျော်လေးငှက်ပြာလေးနောက်ကိုလိုက်ပြီးတော့တော်ရဲကရတိကြီးစီရောက်သွားတော့တယ်ရတိကြီးကနောက်ဆုံးတော့ဒီလူသားကိုရှာတွေ့လာပြီပေါ့ဒီငှက်ပြာလေးကမော်ဆရာလက်ကလွတ်လာခဲ့တာလေဒါပေမဲ့မော်ဆရာကိုဘယ်သူမှမမှတ်မိနိုင်အောင်မန္တန်နဲ့စီရင်ထားတာကြောင့်ငှက်ကလေးကဘယ်နာကူရှိမှမမှတ်မိတော့ဘူးပေါ့ဒါပေမဲ့ကိုသွားကြည့်ရင်အဲ့ဒီနာကရေကန်ဆောက်အဖွားအိုရဲ့စမ်းသပ်မှုကိုအောင်မြင်မှသာလမ်းစာရလိမ့်မယ်လို့ပြောပြတယ်ပြီးတော့မော်ဆရာရဲ့အတက်ကသူ့လက်စွပ်ထဲကအကြောင်းမြေရတာထဲမှာရှိကြောင်းအဲ့ဒါကိုဖျက်ဆီးမှသာမော်ဆရာတည်သွားမှာဖြစ်ကြောင်းငှက်ကလေးကမှားလိုက်တယ်အာကျော်ကရေကန်နားရောက်တော့အဖွားအိုတယောက်ရေငတ်နေတာကိုတွေ့လိုက်ရတယ်အဖွားကိုရေတစ်ခွက်လောက်တိုက်ပါကွယ်အာကျော်ရေခတ်ပေးမယ်လို့တော့ရေကန်ကအလကားတော့မပေးနိုင်ဘူးရေလိုချင်မင်းရဲ့သွေးတွေအကုန်ပေးရမယ်မပေးရင်ရေယူလို့မရဘူးဆိုတဲ့အတန်ကိုကြားလိုက်ရတယ်အာကျော်စဉ်းစားလိုက်ပြီးတော့ရှေ့တိုးလဲသေးနောက်ဆိုလဲသေးမဲ့အတူတူသူများအကျိုးပြုပြီးပဲတေးတော့မယ်ဆိုပြီးတော့သူ့တမြောင်ကိုထုတ်လိုက်ပါတော့တယ်အဲဒီအချိန်မှာပဲအဖွားအိုကနတ်သမီးဖြစ်ပြောင်းလဲသွားပြီးရက်လိုက်ပါကောင်းလေးငါမင်းကိုစမ်းသပ်နေတာပါမင်းကငါစမ်းသပ်မှုကိုအောင်မြင်တော့ဘာလို့ချင်းလဲပြောပါကွယ်ကျွန်တော်ကမော်ဆရာရှိရဲ့ကိုအရောက်သွားချင်တာပါနတ်သမီးကသူ့ကိုမျက်လုံးမိတ်ခိုင်းပြီးဂူဝစီကိုပုတ်ပေးလိုက်တော့တယ်ဂူရဲရောက်တော့မော်ဆရာကမင်းသမီးကိုလောက်အိမ်ထဲထည့်ထားတာကိုတွေ့လိုက်ရတာပေါ့မော်ဆရာကမင်းကဒီကိုဘလို့လောက်ပြီးတော့ရောက်လာတာလိုက်ကွာအာဂျုံကပြန်မဖြေဘဲနဲ့ကြောက်တုံးတုံးကိုကောက်ယူပြီးတော့မော်ဆရာလက်စွပ်ကိုမှန်အောင်ပြစ်ထည့်လိုက်တာကြောင့်လက်စွပ်လည်းပျက်စီးသွားတာပေါ့ကွယ်မော်လက်စွပ်မရှိတော့တာကြောင့်မော်ဆရာလည်းမီးလောင်ကျွမ်းက